လောကကြီးမှာလုံးဝအဆင်ပြေတဲ့အရက်ဆိုတာမရှိပါဘူးကွာကိုရောက်တဲ့အရက်မှာပဲအဆင်ပြေအောင်စူးစမ်းပြီးတော့နေရတာကွာငွေရမျက်နှာမလိုက်ပါဘူးကွာလူတွေရဲ့သာငွေကိုကြည့်ပြီးတော့မျက်နှာပြောင်းနေကြတာအဲ့လိုလူတွေမင်းသားမှာပြန်ပြီးတော့နေစေချင်တယ်ဆိုရင်အရင်လိုပဲကျွေးနိုင်မွေးနိုင်အောင်မင်းကစူးစမ်းဖို့ကွာအဲ့လိုမဟုတ်ဘဲနဲ့အခုလိုတောက်စားနေမယ်ဆိုရင်တော့ဘယ်သူမှမင်းသားလာနေမှာလဲတိန်နာညိုညိုကောင်းရင်ဝလာရှိခွင်တိုင်းမို့သေးပြီဆိုဒီစတောင်းရဲ့စီရန်ချစ်သူငိုခြင်းတီးတဲ့ဘုံရဲ့အယောင်ဝဲအားတိုးတက်ပါစေလူတိုင်းစင်ကြည်ပါစေစိတ်ချမ်းသာတော့ဘဝနဲ့အောင်ပါစေဒီဘဝရဲ့လဲအောင်ပါစေသမီးတိုင်းရဲ့လဲအောင်ပါစေအတူပွဲနဲ့လူမှုရေးတွေအောင်ပါစေ